ကြောက်ဖြူအမှတ်30နှစ်ရဲတက်ရေးအဓိကကာကင်းစခန်းဖြစ်တဲ့ပြိုင်စစ်ကေကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကိုအာရကတော်အေးကတိုက်ခိုက်ခဲ့တယ်အကြမ်းဖက်စစ်ကောင်စီတပ်သား90ထက်မနည်းသေဆုံးပြီးတော့အများအပြားကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်ဟောနဲတာမဟုတ်နော်ပြိုင်စစ်ကေကျေးရွာမှာရှိတဲ့ကာကင်းစခန်းသိမ်းတိုက်ပွဲအဲ့ဒီပြိုင်စစ်ကေကျေးရွာမှာရှိတဲ့ကာကင်းစခန်းဟာအမှတ်30နှစ်ရဲ့နောက်ဆုံးကာကင်းစခန်းပဲအဲ့တော့အမှတ်30နှစ်ရဲတက်ရင်မှာကာကင်းစခန်းနေမရှိတော့ဘူးပြုတ်သွားပြီပြုတ်သွားပြီအခုအာရကတော်အေးကသိမ့်ပိုက်လိုက်တဲ့ပြိုင်စစ်ကေကာကင်းစခန်းကတော်ကိုကြီးတယ်နော်တော်ကိုကြီးတယ်အင်အားယာနဲ့ချီပြီးတော့ကိုရှိတယ်ပေါ့နော်ဒီကြောက်ဖြူအမှတ်30နှစ်ရဲတက်ရေးအတွက်ဒီပြိုင်စစ်ကေကာကင်းစခန်းကနောက်ဆုံးစခန်းပဲဖြစ်တယ်အဲ့တော့30နှစ်ရဲတက်ရင်မကြတော့ဘူးဘုံဘုံအမြဲပြောတဲ့စကားပေါ့နော်အေယာဝတီမကွေးကြောက်ဖြူ3နေရာကအဓိကကြတဲ့စခန်းကြီး3ခုကိုအာရခတက်တော်အေးကဒီဂျော်လာမာတင်ကိုအပိသက်သိမ့်ပိုက်နှိုင်လိုက်မယ်ပေါ့နော်အမှတ်30နှစ်ရဲတက်ရင်မကွေးတိုင်းငဖဲမြို့နယ်မှာရှိတဲ့နိုင်ရီကန်ပြူဟာကုန်းရေကြီးမြို့နယ်မှာရှိတဲ့အမှတ်344အမြောက်တက်နော်အမှတ်344အမြောက်တက်အဲ့ဒီစကကြီး3ခုကိုဒါဒီဂျွန်လအတွင်းမှာကိုတိတ်ပိုက်နှိုင်လိုက်မယ်ပေါ့နော်အခုကြောက်ဖြူမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီကအောက်ခြေတပ်သားကနေပြီးတော့ဘိုးအဆင့်ထိကိုအမိန့်နာခံမှုမရှိတော့ဘူးတဲ့အဲ့တော့ကြောက်ဖြူအခြေအနေမကောင်းတော့ဘူးပေါ့နော်ကြောက်ဖြူမှာစစ်ကောင်စီတပ်သားတွေအောက်ခြေကနေအပေါ်ထိကိုအမိန့်နာခံမှုမရှိတော့ဘူးတဲ့ဘာကြောင့်အမိန့်မနာခံကြတာလဲဆိုရင်တေကြလို့နော်တေကြလို့အဲ့တော့သူတို့အသက်တော့အသိမခံနိုင်ဘူးပေါ့ဗျာတေကြတဲ့အတွက်ကြောင့်အမိန့်နာခံမှုမရှိတော့ဘူးတဲ့အာရကတော်အေကကြောက်ဖြူမြို့နယ်မှာရှိတဲ့အဓိကအမှတ်30နှစ်ရဲတက်ရင်ရကန်နီးနေပြီပေါ့နော်ဒီဂျွန်လာကိုကြော်မယ်မထင်ဘူးအခုကြောက်ဖြူမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကစခန်းတစ်ခုနဲ့တစ်ခုကိုစစ်ကူပေးတာရိတ်ခါပို့နိုင်တာမရှိတော့ဘူးတဲ့အာရကတော်အေကအကုန်လုံးကိုဝိုင်းပြီးတော့ပိတ်ဆို့ထားတယ်ဖြတ်တောက်ထားတယ်ပေါ့နော်ကြောက်ဖြူတစ်မြို့နယ်လုံးမှာရှိတဲ့အာရကတော်အေမသိမ့်ရသေးတဲ့ဘယ်စခန်းကိုမဆိုအကြမ်းဖက်စစ်ကောင်စီကမြေပြင်ကနေရိတ်ခါပဲပို့ဖို့လက်နဲ့ခဲမိကြောက်ပဲပို့ဖို့ဘာမှပို့လို့မရတော့ဘူးအာရကတော်အေကအကုန်ဖြတ်တောက်ပြီးသွားပြီပေါ့နော်နောက်တစ်ခုကချင်းပြည်နယ်ပလက်ဝမြို့ကိုရခိုင်ပြည်နယ်ထဲအာရကပြည်သူတော်လှန်ရေးတပ်တော်အေကထဲ့သွင်းဖွဲ့စည်းလိုက်တယ်နော်အာရကတပ်တော်အေကပလက်ဝမြို့ကိုရခိုင်ပြည်နယ်ရဲ့ခရိုင်မြို့အဖြစ်ထဲ့သွင်းဖွဲ့စည်းလိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချင်းနေအုပ်အုပ်ကြက်ဖြစ်ကြတယ်ပေါ့နော်အထူးသဖြင့်ချင်းလန်းကောင်စီ CRF CIA ပေါ့ဒီနယ်မြေအငင်းပွားတာနဲ့ပတ်သက်ပြီးတော့ဘုတို့ဖြည့်ချင်းရမှာတွေအများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပြဿနာတွေကိုအဓိကလုပ်ခဲ့တာကနေဝင်84ဥပဒေဆိုပြီးတော့တိုင်းနဲ့ပြည်နယ်တွေကိုဖွဲ့စည်းခဲ့တယ်ပေါ့နော်အဲ့လိုတိုင်းနဲ့ပြည်နယ်တွေကိုဖွဲ့စည်းတဲ့အခါမှာဗမာပြည်နယ်ကိုမဖွဲ့ဘဲနဲ့ပြည်နယ်တွေတဲကဖ
က်ထုတ်ပြီးတော့တိုင်းနေဖွဲ့စည်းခဲ့တယ်ဘုံတို့ဗမာပြည်ဆိုတာဘယ်နာကိုခေါ်တယ်လဲဆိုရင်ဒါအကြမ်းဖြင့်ပြောပြတာနော်အမှန်မဟုတ်ဘူးအကြမ်းဖြင့်ပြောပြတာစကိုင်းမကွေးမန္တလေးအဲ့ဒီနေရာကိုဒါဗမာပြည်လို့ခေါ်တယ်ဘုံတို့ပကံမင်းကြီးကြည့်ပါလားအနော်ရသားတို့အလောင်းစီသူတို့ကျန်စစ်သားတို့နောက်ဥအောင်စေရတို့ဟောစကိုင်းအင်းဝပင်ရနောက်မန္တလေးအမရပူရဒါဗမာမင်းကြီးစိုးစံခဲ့တဲ့နေရာတွေဒါကြောင့်ဗမာပြည်လို့ပြောလို့ရှိရင်မန္တလေးတိုင်းစကိုင်းတိုင်းနော်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းတောင်မှနည်းနည်းပဲပါတယ်ပေါ့နော်ဟောအခုပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းကနော်တိုင်းလေးတိုင်းပေါ့ပဲခူးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းတနင်္လာရီတိုင်းအဲ့ဒီတိုင်းလေးတိုင်းကတကယ်တော့ငကိုတဲကမရှိဘူး84ကြာမှနေဝင်းကဒီကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တွေကနေပြီးတော့တိုင်းလေးတိုင်းကိုစွဲထုတ်ပြီးတော့ဖွဲ့စည်းခဲ့တာနော်မန္တလေးတိုင်းတောင်မှအခုပြင်ဦးလွင်တို့မိုးကုတ်တို့ကိုဒါရှမ်းပြည်နယ်တွေကဖဲ့ထုတ်ပြီးတော့မန္တလေးတိုင်းကိုဖွဲ့စည်းခဲ့တာလေဒါကြောင့်အခုလက်ရှိမန္တလေးတိုင်းကဒါအမှန်မဟုတ်ဘူးအမှန်မဟုတ်ဘူးဟောကြောင့်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းဒီတိုင်းလေးတိုင်းဟာလည်းပဲကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုဖဲ့ထုတ်ပြီးတော့ဖွဲ့စည်းခဲ့တာအဲ့တော့ဒါတွေကဗမာတွေရဲ့နေရာမဟုတ်ဘူးเนาะအဲ့တော့နေဝေးဟာ62ခုနှစ်မှာအာဏာသိမ်းပြီးတော့မြန်မာနိုင်ငံကြီးကိုဂျွန်းတို့မှောက်ကိုဖြစ်အောင်သူလုပ်ခဲ့တယ်လေဘာလို့ဆိုတော့သူ့လက်ထက်မှာအာဏာရှိခဲ့တာဂျွန်းတို့မှောက်ကိုဖြစ်အောင်သူလုပ်ခဲ့တယ်တိုင်းနေပြည်နယ်တွေသူဖွဲ့စည်းခဲ့တယ်အဲ့ဒီတိုင်းဆိုတာကအင်္ဂလိပ်မသိမ်းခင်လက်ထက်ကလည်းမရှိခဲ့ဘူးအင်္ဂလိပ်သိမ်းပြီးတော့လည်းတိုင်းဆိုတာမရှိခဲ့ဘူးเนาะနေဝင်းလက်ထက်ကြမှာနေဝင်းကစက်တန့်ထွင်ပြီးတော့ဗောနော်ဟိုလူငယ်တွေလို့ပြောရင်စက်တန့်ထွင်ပြီးတော့တိုင်းရင်းသားတွေလို့ပြောရင်လူလယ်လုပ်ပြီးတော့ဒါတိုင်းခွန်တိုင်းဆိုပြီးတော့ဖွဲ့စည်းခဲ့တာဗောနော်ဒါကြောင့်နေရာဒေသတွေကဘသူကဘယ်နာကိုပိုင်တယ်ဘသူကဘယ်နာကိုပိုင်တယ်ဆိုတာကဟိုအင်္ဂလိပ်မသိမ်းခင်အချိန်တုန်းကမြေပုံတွေကိုကြည့်ရမယ်။နောက်အင်္ဂလိပ်သိမ်းပြီးတော့အုပ်ချုပ်ခဲ့တဲ့ဒီမြေပုံတွေကိုလည်းစစ်ဆေးကြည့်ရမယ်နော်။တကယ်ရခိုင်ပြည်နယ်ရဲ့မြေပုံအမှန်ချင်းပြည်နယ်ရဲ့မြေပုံအမှန်ကရင်ပြည်နယ်ရဲ့မြေပုံအမှန်မွန်ပြည်နယ်ရဲ့မြေပုံအမှန်ကိုသိချင်ရဲ့ဘယ်အချိန်ကနော်ဘယ်အချိန်ကမြေပုံကိုပြန်ကြည့်ရမလဲဆိုရင်အင်္ဂလိပ်မသိမ်းခင်အချိန်ကမြေပုံနဲ့အင်္ဂလိပ်သိမ်းပြီးအချိန်မြေပုံနောက်နေဝင်းဖွဲ့စည်းခဲ့တဲ့ဒီ84မြေပုံပေါ့နော်အခုလက်ရှိမြန်မာနိုင်ငံပေါ့အဲ့ဓာတွေကိုအပြပြလဲလဲဘုံဘုတို့စစ်စစ်ကြည့်ရမှာဒါမှမြန်မာနိုင်ငံရဲ့မြေပုံအမှန်ကိုသိရမှာပေါ့နော်အခုအာရကတတော်အေကပလက်ဝမြို့ကိုသိမ်းပြီးတော့ရခိုင်ပြည်နယ်ရဲ့ခရိုင်မြို့နယ်အဖြစ်သူတတ်မှတ်လိုက်တယ်ပေါ့နော်အခုရခိုင်ပြည်နယ်မှာဆိုရင်ခရိုင်ပေါင်း10ခုဖြစ်သွားပြီပေါ့ပလက်ဝခရိုင်ကိုရခိုင်ပြည်နယ်ထဲထည့်လိုက်တယ်ပေါ့နော်နောက်စစ်တွေခရိုင်မြောက်ဦးခရိုင်မင်းပြားခရိုင်ကြောက်ဖြူခရိုင်တောင်ကုတ်ခရိုင်မောင်းတောခရိုင်တန်တွဲခရိုင်ဆိုပြီးတော့ပလက်ဝအပါအဝင်ခရိုင်10ခုကိုဖွဲ့စည်းလိုက်တယ်အဲ့တော့ပလက်ဝဟာအခုရခိုင်ပြည်နယ်ထဲကခရိုင်မြို့တစ်ခုဖြစ်သွားပြီပေါ့နော်ဒါလက်ရှိပကတိအခြေအနေပေါ့လက်ရှိပကတိအခြေအနေအဲ့ဒါကိုအခုလက်ရှိချင်းပြည်နယ်မှာတိုင်းရင်းသားလက်နက်ကိုင်3ဘွဲ့ရှိတယ်ပေါ့နော်ဇက်အာရီကဒါစစ်တပ်ရဲ့ဘောမှနောက်ချင်းလန်းကောင်စီဆိုပြီးတော့တစ်ဖွဲ့ရှိတယ်နောက်ချင်းညီနောင်ဆိုပြီးတော့တစ်ဖွဲ့ရှိတယ်နော်အခုချင်းညီနောင်ကပလက်ဝကိုရခိုင်ပြည်နယ်ထဲကိုထည့်သွင်းလိုက်တဲ့အချိန်မှာဘာပြောသလဲဆိုရင်ဟောပလက်ဝကိုအေးသာမတိုက်ခဲ့ရင်ချင်းပြည်နယ်လည်းမလွတ်မြောက်နိုင်ဘူးတဲ့ဟော
ဒါတော်တော်မှန်တယ်နော်အခုလက်ရှိချင်းပြည်နယ်တွေကမြို့တွေကိုသိမ်းပိုက်နိုင်တာဒီပလက်ဝကြောက်သိမ်းပိုက်နိုင်တာလည်းပါတယ်ဟုတ်ပလက်ဝဟာရခိုင်ပြည်နယ်ရဲ့အသက်လည်းဖြစ်တယ်လို့ချင်းပြည်နယ်ရဲ့အသက်လည်းဖြစ်တယ်သူကကလဲရံမြစ်ထွက်ပေါက်ရှိတယ်လေဗျာအဲ့ဒီကလဲရံမြစ်ကနေပြီးတော့ဘယ်အထိသွားလို့ရလဲဆိုရင်ဟောအိန္ဒိယပင်လယ်ထဲထိသွားလို့ရတယ်အိန္ဒိယပင်လယ်ထဲထိသွားလို့ရတယ်အိန္ဒိယကကုန်နေနော်အိန္ဒိယကုန်တွေကိုအဲ့ဒီသင်္ဘောနဲ့ဒီပလက်ဝမှာလာပြီးတော့ကုန်နေကုန်ချလောက်ကြတယ်အဲ့တော့ပလက်ဝဟာရေလမ်းကြောင်းမှာတော်တော်လေးကိုအရေးပါတဲ့မြို့တစ်မြို့ပဲတကယ်လို့အေးသာဒီပလက်ဝကိုမသိမ့်ခဲ့ရင်နော်ရခိုင်ပြည်နယ်က14မြို့နယ်ကိုလည်းအာရကတက်တော်အေးသိမ့်ဖို့တော်တော်လေးခက်တယ်။ဘာလို့ပလက်ဝကမဟာဗျူဟာကျတယ်လေမဟာဗျူဟာကျတယ်။ပလက်ဝကိုသာအာရကတက်တော်အေးမသိမ့်ခဲ့ဘူးဆိုရင်အခုရခိုင်ပြည်နယ်က14မြို့နယ်ကိုလည်းသိမ့်နိုင်မှာမဟုတ်သလိုချင်းပြည်နယ်ကမြို့နယ်တော်တော်များများကိုလည်းချင်းတိုင်းသားလက်နက်ကန်တွေကသိမ့်နိုင်မှာမဟုတ်ဘူးနော်ဒါကြောင့်ချင်းညီနောင်ဘက်ကဘာပြောသလဲဆိုရင်ပလက်ဝကိုအေးသိမ့်ခဲ့လို့ဒါလေနော်ချင်းပြည်နယ်လွတ်မြောက်သွားတာပေါ့နော်ချင်းပြည်နယ်လွတ်မြောက်သွားတာဒီပလက်ဝဟာချင်းပြည်နယ်ရဲ့အသက်လည်းဖြစ်တယ်လို့ရခိုင်ပြည်နယ်ရဲ့အသက်လည်းဖြစ်တယ်ပေါ့အခုဆိုရင်အာရခတက်တော်အေရဲ့ကျေးဇူးကြောင့်ချင်းညီနောင်အဖွဲ့ဟာချင်းပြည်နယ်ကဗန္ဓမြို့နယ်ကိုသိမ်းပိုက်နိုင်ခဲ့ပြီတလဲဆိုရင်ကျင်တွင်းမြို့နယ်မတူပီမြို့နယ်ကံပလက်မြို့နယ်မင်းတပ်မြို့နယ်ဖလန်းမြို့နယ်မြို့နယ်ပေါင်း5ခုကိုအာရခတက်တော်အေရဲ့ကျေးဇူးနဲ့သိမ်းပိုက်နိုင်ခဲ့ပြီပေါ့နော်အဲ့တော့ချင်းညီနောင်အဖွဲ့အခုလိုမြို့နယ်5ခုကိုသိမ်းပိုက်နိုင်တာဒီဒါပလက်ဝကိုအာရခတက်တော်အေသိမ်းလိုက်လို့ပေါ့နော်မဟုတ်ရင်ချင်းညီနောင်လည်းပဲဒီမြို့နယ်5ခုကိုသိမ်းနိုင်မှာမဟုတ်တယ်လို့အာရကတက်တော်အေးကလည်း14မြို့နယ်ကိုသိမ်းပိုက်နိုင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဒီပလက်ဝမြို့နယ်ကမဟာဗျူဟာအရာတော်တော်အရေးပါတယ်ပေါ့နော်တော်တော်အရေးပါတယ်။ဒါကြောင့်ဒီပလက်ဝကိုအာရကတက်တော်အေးကချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့ထည့်လိုက်တဲ့အတွက်ကြောင့်ဒီပလက်ဝကိုရခိုင်ပိုင်းနဲ့ချင်းပိုင်းနဲ့ဆိုတာကဘုန်းတို့နောက်တစ်ချိန်ငိမ့်ချမ်းရေးတွေရသွားတဲ့အခါမှာဒါစကွဲဝိုင်းပေါ်ဖြည့်ရှင်းရမယ်ပေါ့နော်စကွဲဝိုင်းမှာအဖြေရှာရမယ်အခုကတပုံထနေတဲ့အချိန်လည်းဖြစ်တယ်တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်လည်းဖြစ်တယ်နော်အဲ့လိုတိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံကမြို့တွေကိုဘယ်သူပဲတိမ်ဒါအာဏာရှင်တက်ဆိုးမရှိဘူးအရေးကြီးတယ်ပေါ့နော်ဘသူပဲတိတ်တာဘိုးဘိုးတို့ကနောက်တစ်ချိန်ကြမှာဒါတွေကစကွဲဝိုင်းပေါ်မှာပြောရမယ်ကိစ္စတွေပေါ့နော်ဒါကြောင့်ပလက်ဝကိုရခိုင်ပိုင်နာလားချင်းပိုင်နာလားဆိုတာမြန်မာနိုင်ငံငြိမ်းချမ်းရေးရသွားမှနောက်တစ်ချိန်ဒီကိစ္စတွေကိုစကွဲဝိုင်းမှာအဖြေရှာမှတာလေပို့ပြီးတော့မှန်တယ်ပေါ့နော်ပို့ပြီးတော့မှန်တယ်အခုလောလောဆယ်တော့ဘသူပဲတိမ်ထားဖို့အရေးကြီးတယ်ပေါ့နော်အဓိကဘယ်မျိုးမဆိုစစ်အာဏာရှင်လက်အောက်ကလွတ်ရင်ပြီးရောပေါ့နော်နောက်တစ်ခုကအခုကရင်နီကလည်းဗာပြောလဲဆိုရင်ကရင်နီရဲ့ရည်မှန်းချက်ကကော်တူလေးနိုင်ငံတဲ့နော်ကရင်နီရဲ့ရည်မှန်းချက်ကကော်တူလေးနိုင်ငံအဲ့ဒါကို KNU ဥက္ကဋ္ဌပရိုစောကွယ်ထူးဝင်းကပြောတယ်ပေါ့နော်ဒါသိပ်မှန်တယ်သူတို့ရဲ့ရည်မှန်းချက်တွေသူတို့ရဲ့အိမ်မက်တွေကKNU ပြည်နယ်ဟာကော်တူလေးနိုင်ငံဖြစ်ဖို့ပဲလူနေကြုံကြတဲ့စိတ်နေဘုံပြဟောလူတိုင်းမှာရည်မှန်းချက်ဆိုတာရှိတယ်ဗျနော်အုံနောက်ဘလောက်ကြီးပညာတွေဘလောက်တက်ရည်မှန်းချက်မရှိဘူးဆိုရင်အုံနောက်သေးသေးလေးနဲ့ရည်မှန်းချက်ရှိတဲ့သူကအနိုင်ရတယ်နော်ဒါကြောင့်လူတယောက်မှာပညာတက်တာအုံနောက်ကြီးတာနဲ့မဆိုင်ဘူးရည်မှန်းချက်ဆိုတာထားရတယ်ပန်းနိုင်ဆိုတာထားရတယ်ပေါ့နော်
ဒါကြောင့်ကိုရီးနေရဲ့ရည်မှန်းချက်ဟာကော်တူလေးနိုင်ငံဒါသူတို့ရဲ့ရည်မှန်းချက်လीနော်ဒါသူတို့ရဲ့ရည်မှန်းချက်ကြောင့်သူတို့ရဲ့ရည်မှန်းချက်ကိုဖုံဖုံတို့ကသွားပြီးတော့စော်ကားလို့မရဘူးသွားပြီးတော့စော်ကားလို့မရကရင်ပြည်နယ်ကိုကရင်နေပဲပိုင်တာလေဘယ်သူမှပိုင်တာမဟုတ်အဲ့တော့သူတို့ပိုင်တဲ့ပြည်နယ်ကိုသူတို့ပိုင်သူတို့ဘလို့ဖြစ်ချင်တာပဲဖြစ်ဖြစ်ဖုံဖုံတို့ကဒါလေးစားရမယ်ဟုတ်သူတို့ဘလို့ဖြစ်ချင်တာပဲဖြစ်ဖြစ်ဖုံဖုံတို့ကလေးစားရမယ်ဒါကြောင့်ကိုရီးနေရဲ့အနာဂတ်ကရင်နေရဲ့ရည်မှန်းချက်ကရင်နေရဲ့အိမ်မက်ဟာကရင်ပြည်နယ်ဟာကော်တူလေးနိုင်ငံဖြစ်ဖို့ပဲနောက်တစ်ခုကဖက်ဒရယ်ပြည်ထောင်စုတိုင်းရင်းသားတွေမျှော်လင့်တာကစကားကြီး၃ခုပဲရှိတယ်ဟုတ်တိုင်းရင်းသားတွေဘာကြောင့်စစ်တိုက်လဲအခုမြန်မာနိုင်ငံမှာပဋိပက္ခတွေဘာကြောင့်နှစ်ပေါင်း80ကျော်ဖြစ်နေလဲအဲ့ဒီစကားကြီး၃ခုကြောင့်ဖြစ်နေတာအဲ့ဒီစကားကြီး၃ခုကဘာလဲဆိုတိုင်းရင်းသားတွေလိုချင်တာကနိုင်ငံလည်းမဟုတ်ဘူးကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းမဟုတ်ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံမှာဖက်ဒရယ်ပြည်ထောင်စုတစ်ခါမှမရသေးဘူးเนาะဖက်ဒရယ်ပြည်ထောင်စုတစ်ခါမှမရသေးဘူးအဲ့တော့တိုင်းရင်းသားတွေလိုချင်တဲ့အမြင့်ဆုံးရည်မှန်းချက်ကဖက်ဒရယ်ပြည်ထောင်စုဘယ်တိုင်းရင်းသားမှမြန်မာပြည်ထဲကခွဲမထွက်ချင်ဘူးခွဲထွက်တာမကောင်းဘူးเนาะကိုမိသားစုကိုပဲကိုပြန်စဉ်းစားကြည့်အကုန်ပြည့်စုံချမ်းသာတဲ့မိဘအရေးအောက်မှာတတ်တတ်တာလေးနေမလားကိုပန်ကိုတအိုးတိမ်ထူထောင်မလားဟမ်ပြည့်စုံချမ်းသာတဲ့မိဘအောက်မှာနေတာနေစရာလည်းမပူရဘူးစားစရာလည်းမပူရဘူးလေဟောကိုပန်ကိုတအိုးတိမ်အောင်ထီထောင်တာကဘလောက်ပင်ပန်းတယ်လဲဘလောက်ပင်ပန်းတယ်လဲတော်တော်ပင်ပန်းတယ်နော်အခုထိုင်ဝမ်တို့ဟောင်ကောင်တို့ကိုပဲကြည့်သူတို့ဘလောက်ပင်ပန်းကြတယ်ထိုင်ဝမ်ဆိုရင်နှစ်ပေါင်း10ချီနေပြီအခုချိန်ဒီနိုင်ငံမဖြစ်သေးဘူးဟောင်ကောင်ဆိုလို့ရှိရင်လည်းပဲနိုင်ငံမဖြစ်ဘူးเนาะကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာလေးပဲဖြစ်သွားတယ်ပေါ့အဲ့တော့နိုင်ငံတစ်ခုတူထောင်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးတိုင်းရင်းသားတွေအလိုချင်ဆုံးကဖက်ဒရယ်ပဲဖဖိုးကိုစစ်တပ်ကသူတွေကမေးတယ်ပေါ့နော်စစ်တပ်ကသူတွေကလာပြီးတော့ပြောကြတယ်အခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကဖက်ဒရယ်ကြောက်ပဲဖက်ဒရယ်သာရခဲ့မယ်ဆိုရင်အခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးငြိမ်းချမ်းသွားပြီဟာအဲ့ဒါတိတ်မှန်တဲ့စကားပဲတိတ်မှန်တဲ့စကားလွတ်လပ်ရပြီးတဲ့ကဖက်ဒရယ်မရှိခဲ့လို့တာလေတော်လှန်ရေးတွေဆိုတာဖြစ်လာခဲ့တာလေနော်ဗမာကွန်မြူနစ်တော်လှန်ရေးဟိုကိုရီးယားတော်လှန်ရေးဆိုပြီးတော့ဒါကြောင့်မြန်မာနိုင်ငံမှာဘာကြောင့်လက်နက်ကန်ကြလဲမြန်မာနိုင်ငံမှာဘာကြောင့်တပုံနေထားခဲ့လဲမြန်မာနိုင်ငံမှာဘာကြောင့်တော်လှန်ရေးတွေပေါ်လာအကုန်လုံးကအရင်ခါကဖက်ဒရယ်ဒီစစ်အာဏာရှင်တွေကသူတို့ကတပ်ဦးဆိုင်မိုင်စနစ်နဲ့ပဲသွားကျင်တာနော်နောက်အများဆုံးကတပ်ပါတီစနစ်နဲ့ပဲသူတို့သွားကျင်တာမြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတော့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်တယ်ဟော62ခုနှစ်ထိအုပ်ချုပ်တယ်လွတ်လပ်ရေးရပြီးတဲ့က62ခုနှစ်ဒါပါတီစုံဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တာ62ခုနှစ်ကနေအာဏာသိမ်းလိုက်တယ်အာဏာသိမ်းပြီးတော့အရေးရှင်တပ်ဦးဆံမိုင်စနစ်နဲ့အုပ်ချုပ်တယ်ပေါ့နော်အရေးရှင်တပ်ဦးဆံမိုင်စနစ်နဲ့အုပ်ချုပ်တယ်အဲ့ဒါနဲ့နေဝင်းကအရေးရှင်တပ်ဦးဆံမိုင်စနစ်နဲ့အုပ်ချုပ်တာပြင်းတယ်ဆိုပြီးတော့တပ်ပါတီစနစ်နဲ့အုပ်ချုပ်တယ်ဗါတယ်မဆလာပါတီဆိုမဆလာပါတီနော်မဆလာပါတီဆိုပြီးတော့တပ်ပါတီစနစ်နဲ့ပဲအုပ်ချုပ်သွားတယ်ဘာရွေးကောက်ပွဲမှမလုပ်ဟောအဲ့လိုနဲ့2010ကြာမှနော်ဒါတော့ရွေးကောက်ပွဲမဟုတ်2010ကဒါရွေးကောက်ပွဲမဟုတ်ဘူး
ဒါလည်းတပါတီပဲနော်